အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ simple past tense လေးအကြောင်းကိုလေ့လာမှာဖြစ်ပါတယ်အဲ့တော့ simple past tense ဆိုတာကအတိတ်တုန်းကအကြောင်းအရာတွေကိုပြောမှာပါအဲ့တော့ခုဒီမှာ line လေးနဲ့တားထားတယ်အဲ့မှာ past tense present ပြီးရင် future အဲ့တော့ past tense ဒီအတိတ်မှာတုန်းကပြီးသွားခဲ့တဲ့အကြောင်းအရာတွေကိုပြောပြမယ်အဲ့တော့ number 1မှာဆိုလို့ရှိရင်အတိတ်မှာတုန်းကပြီးမြောက်ခဲ့တဲ့ကိစ္စတွေဒီအတိတ်မှာပဲအဖြစ်အပျက်တွေကလှုပ်ပြီးသွားခဲ့တယ်အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် past tense နဲ့သုံးပါတယ်ဥပမာ I went to the cinema yesterday အဲ့တော့ yesterday ဆိုတာမနေ့ကတုန်းကအဲ့တော့မနေ့ကဒီအတိတ်ကဖြစ်သွားပြီဟုတ်ပြီနော်ဒါကြောင့်မို့လို့မနေ့ကတဲ့ငါရုပ်ရှင်ရုံကိုသွားခဲ့တယ်။အော်ဒါဟာရုပ်ရှင်ရုံကိုသွားခဲ့တယ်ပြီးမြောက်ခဲ့တဲ့ကိစ္စပဲဟုတ်ပြီနော်အတိတ်မှာပြီးသွားခဲ့တဲ့ကိစ္စနောက်တစ်ခုက she gave him a pencil 3 days ago အဲ့တော့3 days ago လွန်ခဲ့တဲ့3ရက်တုန်းကတဲ့ဟုတ်ပြီနော်သူမကသူ့ကိုပန်ဆယ်လေးတစ်ချောင်းပေးခဲ့တယ်တဲ့ဟုတ်ပြီနော်အဲ့တော့အတိတ်မှာဟုတ်ပြီနော်လွန်ခဲ့တဲ့3ရက်ကဆိုတော့လဲပြီးသွားပြီအဲ့ဒီတုန်းကသူမကသူ့ကိုပန်ဆယ်ပေးခဲ့တယ်တဲ့ဟုတ်ပြီနော်အဲ့တော့ကြောင့်မလို့အတိတ်မှာတော့ကပြီးမြောက်ခဲ့တဲ့ကိစ္စတွေမှာဆိုလို့ရှိရင် past tense လေးကိုသုံးပါတယ်ဒီနံပါတ်1မှာကျတော့အတိတ်မှာတော့ခဏခဏလုပ်ခဲ့တဲ့အရာတွေကိုပြောတာပါအဲ့တော့အတိတ်မှာတော့ဆိုလို့ရှိရင် verb ကို ed ထဲမှာခဏခဏလုပ်ခဲ့တဲ့အရာတွေဆိုလို့ရှိရင်ခဏခဏလုပ်ခဲ့တယ်လို့ပြောခဲ့တဲ့တရားမလို့ ever of time ဟုတ်ပြီနော် ever of time ဖြစ်တဲ့ every တို့ always တို့ usually တို့ often တို့အဲ့လိုမျိုးလေးတွေပါမယ်ပေါ့နော်အဲ့တော့အခုဒီမှာဆိုလို့ရှိရင်ကြည့်ပါဦးဥပမာ sentence လေးတွေကိုအဲ့မှာ we played badminton every evening in the cool season ဟုတ်ပြီနော် in the cool season အေးတဲ့အချိန်တွေမှာတဲ့အေးတဲ့ကာလမှာဆိုလို့ရှိရင် every evening ညနေတိုင်းနဲ့ we play badminton ငါတို့ကြက်တောင်ရိုက်ခဲ့တယ်တဲ့ဟုတ်ပြီနော်အဲ့လာတော့ past tense မှာဟုတ်ပြီနော်အခုမလုပ်တော့ဘူးအရင်တုန်းကဟုတ်ပြီနော်အရင်တုန်းကဒီလိုစောင်းတွင်းမှာဆိုလို့ရှိရင်ညနေခင်းတိုင်းပတ်တဲ့ရိုက်ခဲ့ကြတယ်တဲ့ဟုတ်ပြီနော်နောက်တစ်ကြောင်းကကျတော့ they walk to school every day အော်ဒီမှာလည်းတူတူပါပဲ every day လို့ပြောထားတယ်အဲ့တော့နေ့တိုင်းသူတို့ဟာကျောင်းကိုလမ်းလျှောက်သွားခဲ့တယ်ဟုတ်ပြီနော်အဲ့တော့အတိတ်မှာတော့ခဏခဏလုပ်ခဲ့တဲ့ဟာတွေအဲ့လိုမျိုးမှာဆိုရှင်ဒီလိုမျိုး ever of time ဖြစ်တဲ့ every တွေပါမယ်ဒါမှမဟုတ်လို့ရှိရင် always တွေ usually တွေကလေးတို့သိနေတဲ့အကြောင်းအရာလေးတွေဟုတ်ပြီနော်ကလေးတို့သိနေတဲ့စကားလုံးလေးတွေ sometimes တွေအဲ့ဒါမျိုးတွေမှာဆိုလို့ရှိရင်လည်းဟုတ်ပြီနော်အတိတ်မှာလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ buff 2ပဲထည့်ပေးရမယ်ဟုတ်ပြီနော်အခုနောက်တစ်ခုဒီ number 3လေးကကြတော့အတိတ်မှာလုံနေရင်နဲ့ဂျားဝင်ဖြစ်ပြတဲ့ဟာလေးပါအဲ့တော့အတိတ်မှာတော့ကလုံနေတယ်အဲ့လုံနေတဲ့အချိန်မှာပဲဟုတ်ပြီနော်ဂျားထဲမှာဝင်ပြီးတော့ဖြစ်သွားတယ်ဟုတ်ပြီနော်အခုဒီမှာနမူနာ sentence တွေရှိပါတယ် while I was doing homework the light went out ဟုတ်ပြီနော်အဲ့မှာဆိုလို့ရှိရင် while I was doing homework ဟုတ်ပြီနော်အင်စာလုံးနေတော့မှတဲ့ the light went out မီးကပြတ်သွားခဲ့တယ်ဟုတ်ပြီနော်အင်စာလုံးနေတော့မှမီးကပြတ်သွားခဲ့တယ်ဒါဟာလုံနေတဲ့ကိစ္စတစ်ခုရှိတယ်အဲ့လာပါလဲဆိုတော့အင်စာလုံနေတော့မှမီးရပြတ်သွားတယ်ဒါဒီလဲဂျားဝင်နှောက်ရှက်တာပဲဟုတ်ပြီနော်ဂျားထဲမှာဝင်ပြီးတော့ဖြစ်ပြသွားတယ်ဒါကြောင့်မလို့မီးပြတ်သွားတာဆိုရင် buff 2နဲ့ရေးတယ်ဟုတ်ပြီနော်နောက်တစ်ခုက I was sleeping when it rained ဟုတ်ပြီနော်အဲ့မှာဆိုရှင် I was sleeping နဲ့ငါအိပ်နေတယ်ဟုတ်ပြီနော်အိပ်နေတဲ့အချိန်မှာအတိတ်မှာအိပ်နေတယ်ဟုတ်ပြီနော်အဲ့မှာwhen it rained ဟုတ်ပြီနော်မိုးကရွာခဲ့တယ်အဲ့တော့လုံနေတဲ့ကိစ္စတခုအစင်တိုင်းကြီးဖြစ်နေတာဟာ I was sleeping အိတ်နေတော့မှအဲ့ဒီအချိန်ကြီးမှာမိုးကရွာခဲ့တာဒါကြောင့်မို့လို့ rain မှာ buff 2နဲ့ထည့်ထားပါတယ် when it rained အဲ့လိုလေးပြောတာပါကဲအဲ့ဒါဆိုလို့ရှိရင်ကလေးတို့ရေဒီ past tense ကိုထည့်တဲ့အချိန်မှာဆိုလို့ရှိရင် ever of time ဟုတ်ပြီနော်ဒီလိုစကားလုံးလေးတွေပါလို့ရှိရင်လည်း simple past tense ကိုထည့်ရမယ်ဆိုတာကိုသတိထားရမယ်အဲ့ပါလဲဆို yesterday အော်ဒါဆိုကလေးတို့သိတယ် yesterday မနေ့တုန်းက last month တို့ဒါမှမဟုတ်ရင် last week တို့ဒါမှမဟုတ်ရင် last year ဟုတ်ပြီနော်ပြီးခဲ့တဲ့လပြီးခဲ့တဲ့ပတ်ပြီးခဲ့တဲ့နှစ်အဲ့လိုစကားလုံးတွေပါရင်လည်း simple past tense ကိုထည့်ရမယ် the day before yesterday အဲ့ဒါကတမျက်မနေ့အောင်ပြောတယ်ဟုတ်ပြီနော်နောက်တစ်ခုက earlier စောတုန်းကဟုတ်ပြီနော်ago ဟုတ်ပြီနော်agoဆိုတာလဲဥပမာရှင်3 days ago ဆိုရင်လွန်ခဲ့တဲ့3ရက်တုန်းကဟုတ်ပြီနော်အဲ့လိုမျိုးလေးတွေနောက်တစ်ခုက this morning ဟုတ်ပြီနော်ဒီနေ့မနက်တုန်းကဥပမာဒီနေ့မနက်တုန်းကမုတ်ဟင်းကစားခဲ့တယ်ဆိုရင် this I ate mohinga this morning အဲ့ဒါမျိုးလေးတွေပေါ့နော်အဲ့တော့ပြီးသွားခဲ့တဲ့အချိန်မျိုးပေါ့နော်ဒီနေ့နေ့လည်ခင်းဆိုရင်အခုကညာပိုင်းရောက်နေတယ်ဆိုလို့ရှိရင်ဒီနေ့နေ့လည်ခင်းဆိုရင်လည်းပြီးသွားခဲ့တဲ့ကိစ္စပဲဒီနေ့ညနေခင်းအပါဝင်ဟုတ်ပြီနော်ပြီးတော့နောက်တစ်ခုကအချိန်တွေပါသေးတယ် ATS လေးပါခဏလေးပါဟုတ်ပြီနော် at
o'clock ဟုတ်ပြီနော်အဲ့လိုမျိုးအချိန်လေးတွေနဲ့လည်းပြောလို့ရပါတယ်ဟုတ်ပြီနော်အဲ့တော့9နာရီတုန်းကအဲ့ဒါမျိုးလေးတွေဆိုလို့ရှိရင်လည်းဒီ simple past tense လေးကိုထည့်ပေးရပါမယ်ကဲအဲ့ဒါဆိုလို့ရှိရင်ဟုတ်ပြီနော် simple past tense ရဲ့ form လေးတွေကိုကြည့်ရအောင်နော်အခုကဲဒါလေးကတော့ simple past tense ရဲ့ verb form လေးပါအဲ့ပြီเนาะအဲ့တော့ verb form ဆိုတော့အခုထုံးစံတိုင်းပဲ number 1 verb to be လေးကိုသွားမယ်အဲ့တော့ simple past tense ဆိုတော့ကြတော့ was were ဖြစ်သွားပြီဟုတ်ပြီเนาะအဲ့တော့ဒီ was were မှာဘယ်လိုသုံးမလဲဆိုလို့ရှိရင် subject အနေလေးတွေကိုရေးပေးထားပါတယ် subject နဲ့ဆိုလို့ရှိရင် I တို့ he တို့ she တို့ it တို့ပြီးလို့ရှိရင် subject အနေဖြစ်ရမယ်ဆိုတဲ့ကြောင့် Mary ဟုတ်ပြီเนาะ main ကလေးတယောက်ရဲ့နာမည် John ယောက်ျားလေးတယောက်ရဲ့နာမည်အဲ့လာတွေဟာအနေစုဟုတ်ပြီเนาะတယောက်တည်းအဲ့လိုမျိုးတွေဆိုလို့ရှိရင် subject အနေဟုတ်ပြီเนาะအဲ့လိုမျိုးလေးတော့ကလေးတို့သိရမယ် subject နဲ့ရင် verb နဲ့မယ်အဲ့ဒါကြောင့်မလို့ was were ထဲမှာဆိုရင် was ကိုသုံးတယ်ဟုတ်ပြီเนาะအဲ့တော့ subject အနေနဲ့ was နဲ့သုံးမယ်အဲ့တော့အခုဒီမှာရေးတဲ့နည်းလေးတွေပြောပြထားတယ် subject အနေဆိုရင် was ပြီးမှအနောက်ကတခုခုလိုက်ထဲပါဥပမာဟုတ်ပြီเนาะသူငငယ်တုန်းကဆိုရင် तू ကစာတော်ခဲ့တယ်အဲ့လိုစကားလေးတွေကြားဘူးကြရမလားဟုတ်ပြီနော်သူငငယ်တုန်းကစာတော်တယ်ဟုတ်တယ်နော်အဲ့လိုမျိုးပြောဆိုနေချင်းရင်ဟုတ်ပြီနော် he was mad when he was young ဟုတ်ပြီနော်သူငငယ်တုန်းကစာတော်ခဲ့တယ်ဒါမှမဟုတ်ရင်အခုပြောရမယ်သူငငယ်တုန်းကမလိမ္မာဘူးကဲဟုတ်ပြီနော်အဲ့တော့ဆိုရှင်ရင် subject အနေဆိုတော့သူငငယ်တုန်းကမလိမ္မာခဲ့ဘူးအဲ့တော့ သူဆိုတော့ he ဟုတ်ပြီနော် was not ကဲclever ထဲမှာ he was not clever when he was young သူငယ်ငယ်တုန်းကမလိမ္မာခဲ့ဘူးဟုတ်ပြီနော်ကဲအဲ့တော့နောက်တစ်ခု question sentence လေးဟုတ်ပြီနော်ခုနတုန်းကပေးအောင်တော့ပါလေဒီ subject အနေ was ကကြတော့ဒါ affirmative လို့ခေါ်ပါတယ် positive sentence လေးတွေဟုတ်ပြီနော်သူစာတော်ခဲ့တယ်အဲ့ဒါမျိုးပြောချင်တယ်ဆိုလို့ရှိရင် he was smart ဒါလေးပဲအခုဒီ not ကကြတော့အငြင်းလေးပါဟုတ်ပြီနော်ဒုတိယစာကြောင်းလေးက subject အနေ was not ဟုတ်ပြီနော်အလားအငြင်း sentence လေးကိုပြောတယ်နောက်တစ်ခုကမေးခွန်းနဲ့လည်းပြန်မေးလို့ရတယ်ဟုတ်ပြီနော် was နဲ့မေးမယ်အဲ့တော့ subject အနေဖြစ်လို့ was ရေးတယ်ဟုတ်ပြီနော် was ပြီးလို့ရှိရင် he သူကစာတော်ခဲ့လားလို့မေးမယ်ဆိုရင် was he smart သူစာတော်ခဲ့လားအဲ့ဒါမျိုးလေးတွေပါဟုတ်ပြီနော်အဲ့လားဆိုလို့ရှိရင်ဒီလိုမျိုး question sentence လုပ်တဲ့အခါမှာခလေးတို့သိနေတဲ့ WH question တွေလည်းရှိပါတယ်ဟုတ်ပြီနော်အဲ့တော့ WH question တွေဆိုလို့ရှိရင်လည်းဒီ was ရဲ့အရှိမထည့်ပေးရမယ်အဲ့လိုဆိုလို့ရှိရင်ခုဒီချက်ရေးထားတဲ့ was က W ကအသေးဖြစ်သွားမယ်ဟုတ်ပြီနော်ရေးပြပါမယ်နော်ဟုတ်ပြီနော်အခုဒီမှာဆိုလို့ရှိရင် WH question လေးတွေတွေ့တယ်မလားဒီမှာ WH question was ဟုတ်ပြီနော် WH question လေးတွေဘာတွေရှိမလဲ who what ပြီးလို့ရှိရင် when why ဟုတ်ပြီနော်ပြီးလို့ရှိရင် how အဲ့လိုလေးတွေအဲ့ဒီ WH question တွေကိုအရင်ရေးမယ်ပြီးလို့ရှိရင်အဲ့သူ့ရဲ့နောက်မှာ was လေးလိုက်မယ် was ကဒီမှာအသေးဖြစ်သွားပြီဟုတ်ပြီနော်ပြီးလို့ရှိရင် subject အနေလာမယ်ပြီးရင်ဟုတ်ပြီနော်ခလေးတို့ရေးချင်တဲ့စကားလုံးတွေနောက်မှာရေးပါပြီးရင်တော့ question mark လေးထည့်ဖို့မမေ့ပါနဲ့ဟုတ်ပြီနော်အဲ့လားဆိုရင် verb to be ဟုတ်ပြီနော် was were လေးကိုရမယ်နော်အခုခဏနေရင် were လေးကိုလည်းရှင်းပြပါမယ်ကဲအခုဒါကတော့ simple past tense က verb to be was were ဟုတ်ပြီเนาะအခုဒီမှာ were အကြောင်းလေးကိုပြောပြမယ်အဲ့တော့ were ကဆိုလို့ရှိရင် subject အများတွေနဲ့သုံးတယ်ဟုတ်ပြီเนาะအဲ့တော့ subject အများတွေဆိုရှင်ရင်ဟုတ်ပြီเนาะ personal pronoun we you they အဲ့လာတွေနဲ့လည်းသုံးတယ်နောက်တစ်ခုက subject အများလို့ပြောတဲ့အတွက်ဥပမာလေးထည့်ပေးထားတယ် my friends ငါရဲ့တငယ်ချင်းတွေဟုတ်ပြီเนาะအများဖြစ်သွားပြီနောက်တစ်ခုကလေဒီမှာပါI ဆိုတာလေးကိုခုနကဒီချေတို့က I ကို was နဲ့ထည့်ခဲ့တယ်ဟုတ်ပြီเนาะဒီမှာဘာပါသွားလဲဆိုလို့ရှိရင် John and I ဆိုပြီးဖြစ်သွားတယ် John ရဲ့ငါရဲ့လို့ပြောချင်တာဟုတ်ပြီเนาะတကယ်တမ်းကဘာလဲဆိုတော့ဒီ and မှာဟုတ်ပြီเนาะ and ကလည်းအများမှာအသုံးပြုတယ်ဟုတ်ပြီเนาะ John ရဲ့ I John and I ဆိုတော့ John ရဲ့ငါရဲ့ဆိုတော့နှစ်ယောက်ဖြစ်သွားတယ်ဒါကြောင့်မို့လို့ were လေးသုံးတယ်ဟုတ်ပြီเนาะပြီးရင်အင်္ဂလိပ်စာမှာဆိုလို့ရှိရင်ဟုတ်ပြီเนาะအင်္ဂလိပ်စာမှာဆိုလို့ရှိရင် I ကိုဒီလိုအနောက်မှာရေးပါတယ် and I အလားလေးကိုတွဲမှတ်ထားပါဟုတ်ပြီเนาะအဲ့တော့အရှိမဆိုလို့ရှိရင်မြန်မာလိုဆိုလို့ရှိရင်ငါရဲ့မင်းရဲ့သွားမယ်အဲ့ဒါမျိုးဆိုလို့ရှိရင် I and you လို့မရေးဘဲနဲ့ you and I လို့ရေးပါတယ်ဟုတ်ပြီเนาะအဲ့ဒါလေးကို message နဲ့ဒါကြောင့်မို့လို့ခုဒီမှာလဲ John and I လို့ပဲထည့်ပေးထားတယ်ဟုတ်ပြီเนาะအဲ့တော့ဒီလို subject အများဆိုရင် were နဲ့သုံးတယ်ကဲအဲ့တော့ဒီမှာ sentence form လေးတွေကြည့်ရအောင်အခုဒီမှာ၄မျိုးရှိပါတယ်နံပါတ် A က subject အများဆိုရင် verb ကလည်းအများဖြစ်ရတော့ were ရေးထားတယ်ဟုတ်ပြီเนาะပြီးရင်တော့ကလေးတို့အနောက်ကရေးချင်တာကိုထည့်ရေးပါပြီးရင် full stop လေးချမယ်နောက်တစ်ခုကအငင်းဆိုတော့ were ရဲ့နောက်မှာကတ်ရေးမယ် not ဟုတ်ပြီเนาะ were not ဟုတ်ပြီเนาะနံပါတ် C ကမေးခွန်းလောက်တဲ့နည်းလေးပါ
အဲ့ဒီတော့ဆိုလို့ရှိရင် where ကိုရှေ့ကိုထုံးမယ်ပြီးရင် subject အများရေးမယ်ပြီးတော့ကျန်တာလေးကိုရေးပြီးတော့နောက်ဆုံးမှာ question mark လေးထည့်ရမယ်ကဲနောက်တစ်ခုက WH question တွေခုတော့ဒီမှာ where ဆိုပြီးရေးပေးထားတယ်အောက်မှာ question was လေးတွေပေါ့နော်အဲ့တော့အဲ့ဒီနေရာမှာအစားထိုးထည့်သွားရုံပဲ question was ပြီးလို့ရှိရင် where လာမယ်ပြီးရင် subject အများလာမယ်နောက်ဆုံးမှာတော့ question mark လေးနဲ့ရေးရမယ်ဒါက verb to be က was were အကြောင်းကိုပြောထားတာပါအဲ့တော့ verb to be နဲ့ဟုတ်ပြီနော် verb to be was were နဲ့ simple past tense question လေးတွေ question လေးပဲရေးရင် sentence လေးတွေရေးတဲ့အခါမှာဒီ form လေးနဲ့ပဲရေးရမယ်ဟုတ်ပြီနော်အဲ့တော့ဒါလေးတွေကိုတခြားလေးမှတ်စေချင်ပါတယ်ဆိုရင်တော့နံပါတ်1 verb to do လေးကိုလာပါပြီအဲ့တော့ past tense simple past tense ကိုသုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှိရင် verb to do က did ဆိုတဲ့စကားလုံးတစ်ခုကိုပဲသုံးပါမယ်ဟုတ်ပြီနော်အဲ့တော့အခုဒီမှာကြည့်ကြည့်ရအောင်ပါဒီ verb to do မှာဆိုလို့ရှိရင်ထူးခြားတာပါလဲဆိုလို့ရှိရင် subject အနည်း subject အများမရှိတော့ဘူးဟုတ်ပြီနော်ခုနက verb to be တုန်းကဆိုလို့ရှိရင် was were ဟုတ်ပြီနော် was ကအနည်းသုံးတယ် were ကအများကိုသုံးတယ်ခုဒီမှာ verb to do မှာဆိုလို့ရှိရင်ကြတော့ subject နည်းနည်းများများ verb to ပဲသုံးတယ်ဒါကြောင့်မလို့ဥပမာ sentence လေးရေးပေးထားတယ်ဒီမှာကြည့်ကြည့်ပါ he played football yesterday တဲ့ဟုတ်ပြီနော်မနေ့ကသူဘောလုံးကန်ခဲ့တယ်အဲ့တော့ he ကအနေဟုတ်ပြီနော်ဒါပေမဲ့လည်း verb to နဲ့ပဲရေးတယ်နောက်တစ်ခု they ဆိုတော့သူတို့အများပါဟုတ်ပြီနော် subject အများဒါပေမဲ့လည်း verb to ပဲရေးတယ် they played football yesterday မနေ့ကသူတို့ဘောလုံးကန်ခဲ့တယ်ဟုတ်ပြီနော်အဲ့လိုမျိုးလေးဖြစ်သွားမယ်နောက်တစ်ခုကအခုဒီမှာဆိုလို့ရှိရင် sentence လေးတွေကိုဘယ်လိုရေးသလဲ verb to do ဟုတ်ပြီနော် did နဲ့ဆိုရင်ဘယ်လိုရေးသလဲဆိုတော့နံပါတ် A လေးကိုကြည့်ကြည့်ပါဒါကကြတော့ subject plus verb to ဒါက affirmative ပါဟုတ်ပြီနော်အခုဒီနမူနာ sentence လိုမျိုးပဲ he played football yesterday အဲ့ဒါမျိုးလေးတွေနံပါတ် B ကကြတော့ subject plus did not ပြီးလို့ရှိရင် verb 1လေးထည့်တယ်ဟုတ်ပြီနော်အဲ့ဒီမှာဆိုလို့ရှိရင်ဟုတ်ပြီနော်အဲ့တော့ဒီ did not မှာဆိုလို့ရှိရင်အငင်းဖြစ်သွားပြီဟုတ်ပြီနော်ဥပမာအခုဒီအတိုင်းပဲမနေ့ကသူဘောလုံးမကန်ခဲ့ဘူးဆိုလို့ရှိရင် he did not play football yesterday အော်ဒီမှာနမူနာ sentence လေးရှိပါတယ်သူဒီနေ့နေ့လယ်စာမစားခဲ့ဘူးဆိုတော့ he did not eat lunch today ဟုတ်ပြီနော်သူဒီနေ့နေ့လယ်စာမစားခဲ့ဘူးအဲ့လိုလေးပြောတယ်နောက်တစ်ခုကဆိုလို့ရှိရင်မေးခွန်းလုပ်တဲ့အခါမှာဟုတ်ပြီနော်မေးခွန်းလုပ်တဲ့အခါမှာဆိုလို့ရှိရင်ဒီ verb to do did ကိုအရှိကိုထုတ်ပါတယ် did ပြီးလို့ရှိရင် subject လေးရေးတယ်ပြီးမှ verb 1လေးရေးတယ်အနောက်ဆုံးမှာတော့ question mark နဲ့ပဲအဆုံးသတ်တယ်ဟုတ်ပြီနော်အဲ့လိုမျိုးလေးတစ်ခုရဲ့နောက်တစ်ခုက WHAT word ရဲ့အောက်မှာ underline လေးတားပေးထားတယ်မြင်းလေးတားထားတယ်ဒါကတော့ WH question တွေကိုပြောတာဟုတ်ပြီနော် WH question was တွေဘယ်တော့ကလေးတို့ဒီကြတဲ့ what တို့ who တို့ဟုတ်ပြီနော် when တို့အလားတွေထည့်ပါပြီးလို့ရှိရင်တော့လေဒီတိုင်းပဲနံပါတ် C နဲ့တူတူပဲ did လာမယ်ပြီးရင် subject လာမယ်ပြီးရင် verb 1လာမယ်နောက်ဆုံးမှာ question mark လေးနဲ့ဟုတ်ပြီနော်အဲ့တော့ C နဲ့ D ကပါကွာသွားလဲဆိုတော့ WH question ပါမယ်နောက်တစ်ခုက did ကအသေးနဲ့ဖြစ်သွားမယ်နံပါတ် D မှာဟုတ်ပြီနော်ဘာလို့လဲဆိုတော့ sentence အစားကသူနဲ့စတာမဟုတ်တော့ဘူး WH question တွေကစတဲ့အတွက်ကြောင့်မို့လို့ WH question စကားလုံးတွေပဲအကြီးနဲ့ရေးမယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီ simple past tense ဟုတ်ပြီနော်simple past tense လေးရမယ်လို့ထင်ပါတယ်ဟုတ်ပြီနော်သူ့ကိုသုံးတဲ့အချက်ကလည်း၃ချက်ရှိတယ်ပြီးလို့ရှိရင်သူ့ရဲ့ sentence form လေးတွေဟုတ်ပြီနော်ဘယ်လိုရေးသလဲ verb to be နဲ့ဘယ်လိုရေးသလဲ verb to do နဲ့ဘယ်လိုရေးသလဲဆိုတာကိုပြောပြထားပါတယ်ဟုတ်ပြီနော်ပြီးလို့ရှိရင် verb to be verb to do တွေရှိကြတယ် verb to have ဆိုရင်ရောဆိုလို့ရှိရင်ရော have ဆိုလို့လည်းဒီ did နဲ့ပဲပါသွားပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီပုံစံတိုင်းပဲရေးပါတယ်HAV have ကကြတော့ပိုင်ဆိုင်မှုတွေကိုပြောရလေဟုတ်ပြီနော်အဲ့ဒီခါမှာဆိုရင်လည်းဒီ did not verb 1နဲ့ပဲအသုံးပြုမယ်ဟုတ်ပြီနော်အဲ့တော့ဥပမာဆိုလို့ရှိရင်သူ့မှာကားရှိခဲ့တယ်ဟုတ်ပြီနော်သူ့မှာကားရှိခဲ့တယ်နံပါတ် A လေးလို့ပြောကြည့်မယ်သူ့မှာကားရှိခဲ့တယ်ဆိုလို့ရှိရင် he ပြီးလို့ရှိရင် verb 2ဖြစ်တဲ့အတွက် had had သုံးမယ်he had a car ဟုတ်ပြီနော်သူ့မှာကားရှိခဲ့တယ်နောက်တစ်ခုကသူ့မှာကားမရှိခဲ့ဘူးဆိုလို့ရှိရင် he did not ပြီးလို့ရှိရင် verb 1လာမယ်ဆိုတော့ have လေးလာမယ်ဟုတ်ပြီနော် he did not have a car ဟုတ်ပြီနော်သူ့မှာကားမရှိခဲ့ဘူးနောက်တစ်ခုကကားရှိခဲ့လားဆိုလို့ရှိရင် did he ပြီးလို့ရှိရင်ရောဗာလေးသုံးမလဲhave ပဲသုံးပါပဲဟုတ်ပြီနော်ဘာလို့လဲ verb 1လို့ပဲပြောထားတယ်ဟုတ်ပြီနော် did he have a car ဟုတ်ပြီနော်အဲ့ဒါမျိုးလေးပါနံပါတ် D လည်းအဲ့တိုင်းပဲသွားပါမယ်အဲ့လားဆိုလို့ရှိရင်ဒီ simple past tense လေးရမယ်လို့ထင်ပါတယ်တကယ်လို့မရဘူးဆိုလို့ရှိရင်လည်း comment မှာလည်းမေးလို့ရတယ်တကယ်လို့ဒီလိုမျိုးပေါ့နော် grammar လေးတွေကိုရှင်းပြရတာကြိုက်တယ်ဆိုလို့ရှိရင်လည်းဆက်ပြီးတော့ကြည့်ကြပါဦးเนาะဟုတ်ပြီเนาะ
အားလုံးပဲကျေးဇူးတင်ပါတယ်ကြည့်ရှုပေးကြတဲ့မေမေတွေအန်တီတွေဦးတွေအဖေတွေဟုတ်ပြီနော်နောက်မှရှင်ခလေးလေးတွေဟုတ်ပြီနော်ကြည်ကြရတယ်ဒီချဲရဲ့ရှင်းပြတာလေးကိုကြိုက်တယ်ဆိုလို့ရှိရင်လည်းနောက်လည်းဆက်ပြီးတော့ကြည့်ရှုပေးကြပါအောင်